မင်္ဂလာပါရှင်ဟုတ်ကဲ့အဲ့တော့ကျွန်တော်ကဒီသင်ခန်းစာဗီဒီယိုဖိုင်လေးမှာကြတော့လေအားလုံးကိုပေါ့နော်ဒီစာလေးထားတဲ့ခါမှာနည်းနည်းလေးရောတတ်တဲ့ another other ဟုတ်ကဲ့အဲ့နှစ်ခုရဲ့ကိုပြချက်လေးကိုရှင်းပြပေးချင်တာဖြစ်ပါတယ်ရှင်အသုံးပြုပုံလေးကိုပေါ့နော်မှန်ကန်သုံးတတ်အောင်လုပ်ပါနော်โอเคစလိုက်ရအောင်ကျွန်တော်တို့တခြားနောက်ထပ်တစ်ခုလို့ပြောမယ်ဆိုလို့ရှိရင်ဥမာ another other သုံးကြတယ်ပေါ့နော်ဟုတ်ပြီသူ့ကိုကျွန်တော်တို့ဘယ်လိုမျိုးလေးကွဲပြီးတော့သုံးလို့ရလဲဆိုတာကိုအသေးစိတ်လေးရှင်းပြပေးမယ်နော်ဟုတ်ပြီကျွန်တော်တို့အရင်ဆုံးနံပါတ်1 another သူ့အကြောင်းလေးကျွန်တော်တို့အရင်ရှင်းပြမယ် another ကရှင်းတယ်သူကဘာနဲ့ပေါင်းထားလဲဆိုတော့ in ရဲ့ other ရဲ့ပေါင်းထားတာအဲ့တော့ကျွန်တော်တွဲခေါ်လိုက်တော့ another ဖြစ်သွားတာပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့တခြားနောက်ထပ်တစ်ခုပဲ one more ဒါမှမဟုတ် an additional one တခြားနောက်ထပ်တစ်ခုပဲနော်အဲ့လိုမျိုးပေါ့နော်ကျွန်တော်တခြားနောက်ထပ်တစ်ခုဆိုတဲ့အဓိပ္ပာယ်ပြောခြင်း another okay တော့ကျွန်တော်တို့ကဒီ another ကဘာတွေဖြစ်နိုင်လဲဆိုတော့သူက determinant လည်းဖြစ်နိုင်တယ် determinant ဆိုတော့သူ့နောက်က noun ကတ်လိုက်တာပေါ့နော်နောက်တစ်ခု pronoun သူ့ကြည့်ပဲသုံးလို့ရတဲ့နာမ်စားအနေနဲ့ပေါ့နော်သုံးလို့ရတဲ့ pronoun လည်းဖြစ်နိုင်ပါတယ်တဲ့ okay သူ့ကိုကျွန်တော်ဘာနဲ့တွဲသုံးလဲဆိုတော့သူ့ကိုကျွန်တော်ဒီ another ကိုဘာနဲ့ပဲတွဲသုံးလို့ရလဲဆိုတော့ singular countable nouns ရေးတွက်လို့ရတဲ့ကျွန်တော်တို့တစ်ခုကိန်းနော်ရေးတွက်လို့ရတဲ့တစ်ခုကိန်းမှာပဲကျွန်တော်တို့ဒီ another ကိုတွဲပြီးသုံးပါတယ်တဲ့Okay ဥမာနဲ့ဆိုလို့ရှိရင် I want another cup of coffee ငါတခြားနောက်ထပ် coffee တစ်ခွက်လိုချင်ပါတယ်တဲ့နောက်ထပ် coffee တစ်ခွက်ထပ်လိုချင်တာပေါ့နော်နောက်ဥမာ she bought another book yesterday သူမမနေ့တုန်းကနောက်ထပ်စာအုပ်တစ်အုပ်ဝယ်ခဲ့ပါတယ်တဲ့နောက် example ဒါတွေကကျွန်တော် determiner အနေနဲ့သုံးသွားတာပေါ့နော်နောက် example I don't like this one ဒီတစ်ခုကိုငါမကြိုက်ဘူးတဲ့Can I have another ငါတခြားနောက်ထပ်တစ်ခုရနိုင်မလားတဲ့ဒီမှာကျ another ကသူ့ကိုကျွန်တော် pronoun အနေနဲ့သုံးသွားတာပေါ့နော် Okay ရှင်းပါတယ်ကျွန်တော် another သူ့ရဲ့အဓိပ္ပာယ်ဒီတခြားနောက်ထပ်တစ်ခုဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်နော်သူ့ကိုကျွန်တော်တို့ရေးတွက်လို့ရတဲ့တစ်ခုကိန်းအနည်းကိန်းနဲ့ပဲသုံးပါတယ်ရှင့်ဆက်ရှင်းပြမယ်နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ another ပြီးတော့လာပြီး other Okay otherဘောနော် other သူ့ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့ကျွန်တော်တို့ the remaining ones သူကကြံနေတဲ့ပေါ့နော်ကြံနေတဲ့တခြားအရာအနေကိန်းလည်းဖြစ်နိုင်တယ်နောက်တခြားအရာတွေဆိုပြီးတော့ကျွန်တော်တို့အများကိန်းလည်းဖြစ်နိုင်တယ်နော်သူရဲ့အဓိပ္ပာယ် different from the one mentioned အဓိပ္ပာယ်ကျွန်တော်တို့အခုပေါ်ပြထားတဲ့ပြောနေတဲ့အကြောင်းအရာမဟုတ်တဲ့တခြားအရာအနေကိန်းအနေနဲ့ဆိုရင်တစ်ခုကိန်းအနေနဲ့ဆိုရင်ပေါ့နော်ဒါမှမဟုတ်လည်းတခြားအရာတွေဆိုပြီးတော့အများကိန်းအနေနဲ့လည်းဖြစ်နိုင်တယ်ပေါ့နော်သူကကျွန်တော်တို့ဖြစ်နိုင်တာလေသူလည်းပဲကျွန်တော် determiner ဖြစ်နိုင်တယ်နောက် adjective သဘောမျိုးလည်းဖြစ်နိုင်တယ်နောက် pronoun သဘောမျိုးလည်းဖြစ်နိုင်ပါတယ်တဲ့ဒီ other ကကြတော့လေနော် okay အဲ့တော့ကျွန်တော်တို့သူ့ကိုဘယ်လိုမျိုးသုံးလို့ရလဲဆိုတော့ခုနကတော့ကျွန်တော်တို့ another က singular countable noun နဲ့ပဲတွဲလို့သုံးလို့ရတယ်နော်ဒီ other မှာကျတော့ကျွန်တော်တို့၃မျိုးသုံးလို့ရပါတယ်ရှင်နံပါတ်1ကျွန်တော်တို့ another လိုပဲသူ့ကိုကျွန်တော်တို့ singular countable noun ရေးတွက်လို့ရတဲ့တစ်ခုကိန်းပေါ့နော်တစ်ခုကိန်းအနေနဲ့ကျွန်တော်တို့သုံးလို့ရတယ်အဲ့မှာဆိုလို့ရှိရင်ကျွန်တော် article there လေးထည့်ပေးရပါတယ်တဲ့ဥပမာနဲ့ဆိုလို့ရှိရင် the other student တခြားကျောင်းသားတယောက်ပေါ့အဓိပ္ပာယ်တခြားကျောင်းသားပေါ့နော်နောက်နံပါတ်2 plural countable noun သူ့ကိုကျွန်တော်တို့အများကိန်းပေါ့နော်ရေးတွက်လို့ရတဲ့အများကိန်းနဲ့လည်းသုံးလို့ရပါတယ်တဲ့အဲ့ဒီမှာကျတော့ကျွန်တော်တို့ article there ပါတာရှိမယ်မပါတာရှိမယ်အသေးသေးပြရှင်းပြပေးမယ်နော်ဥပမာနဲ့ဆိုလို့ရှိရင် other students တခြားကျောင်းသားတွေနော်there ပါတာရှိမယ်မပါတာရှိမယ်ဥပမာနဲ့ထပ်ရှင်းပြပေးဦးမယ်နော်နောက်သူ့ကျွန်တော်ဘယ်လိုသုံးလို့ရသေးလဲဆိုတော့ uncountable noun ရေးတွက်လို့မရတဲ့နော်ကျွန်တော်တို့ noun တွေလည်းသူ့ကိုကျွန်တော်တို့တွဲပြီးသုံးပါတယ်တဲ့ဥပမာဆိုလို့ရှိရင် other information အခြားအချက်လက်နော် okay အဲ့တော့သူ့ကိုကျွန်တော်တို့ဒီ other ကိုကျွန်တော်တို့ကသူက3မျိုးသုံးလို့ရပါတယ်အခုပုံစံလေး3မျိုးကျွန်တော်တို့သုံးလို့ရပါတယ်တဲ့ဥပမာနဲ့တကွာတခြားလေးပြန်ရှင်းပြပေးပါမယ်နော်ဟုတ်ကဲ့ကျွန်တော်ဒီမှာ other ဒီ other ရဲ့ကျွန်တော်တို့ဥပမာတွေနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့က3မျိုးရတာ3မျိုးရှိတယ်လို့ကျွန်တော်ပြောခဲ့တယ်လေနော် okay အဲ့တော့အရင်ဆုံးကျွန်တော်တို့ example အနေနဲ့ဆိုလို့ရှိရင် I don't like this shirt ဒီအင်ကြီးကိုငါမကြိုက်ဘူးပေါ့နော်ဒီ shirt အင်ကြီးကိုငါမကြိုက်ဘူးပေါ့နော် show me the other one တခြားကျန်တဲ့တစ်ထည်ပြပါတဲ့နော်ဒီမှာကျွန်တော်တို့ article တွေပါတယ်သူကကျွန်တော်တို့ singular countable nouns အနေနဲ့အသုံးပြုသွားတာပေါ့နော်ရေးတွက်လို့ရတဲ့တစ်ခုကိန်းအနေနဲ့အသုံးပြုသွားတာဒီမှာ article တွေပါတယ်နောက်က1ဒီတစ်ထည်လေးပဲတစ်ခုတည်းကိုပဲပြောတာနော်အဲ့တော့တခြားကျန်တဲ့တစ်ထည်ကိုပြပေးပါဦးတဲ့ okay နော်
Now example, some students are here. ကျောင်းသားအချို့ကတော့ဒီမှာရှိတယ်တဲ့ The other students are still outside. တခြားကျန်တဲ့ကျောင်းသားတွေကတော့အပြင်မှာပဲရှိနေသေးတယ်တဲ့နော်ဒီမှာကျွန်တော်တို့ article တွေပါလိုက်တယ်ဒီမှာကျကျွန်တော်တို့ plural ပေါ့နော်ရေးတွက်လို့ရတယ် plural countable noun ရေးတွက်လို့ရတယ်ကျွန်တော်တို့အများကြီးအနေနဲ့အသုံးပြုသွားတယ်ဒီမှာ article တွေပါတော့သူကဘာဖြစ်လဲဆိုတော့တိကျမှုရှိတယ် specific ဖြစ်တယ်တိကျမှုရှိတယ်သူကကျောင်းသားတိုင်းကိုဆိုလိုတာမဟုတ်ဘဲနဲ့အပြင်မှာပဲရှိနေတဲ့ကျောင်းသားတွေကိုဆိုလိုလိုက်တာနော်ကျောင်းသားချို့ကဒီမှာရှိပြီးတခြားကျန်တဲ့ကျောင်းသားတွေကတော့အပြင်မှာပါဆိုတော့ဒီအပြင်မှာရှိတဲ့ကျောင်းသားတွေတိကျမှုရှိတဲ့ကျောင်းသားတွေပြောတာဖြစ်တဲ့အတွက် article တွေပါတယ်ကျွန်တော်ရေးတွက်လို့ရတဲ့အများကြီးပုံစံတွေနဲ့အသုံးပြုလိုက်တယ်နော် okay ဒါဒီပုံစံလေးပေါ့နောက်အဲ့တော့မှကျွန်တော်တို့ countable nouns ပုံမှာ article တွေမပါဘဲနဲ့သုံးတာလည်းရှိတယ်ဥပမာအနေနဲ့ဆိုလို့ရှိရင် I'm enjoying reading other books besides fiction ငါကပေါ့နော်ဒီ besides ဆိုဒီမှာကျွန်တော်တို့အပြင်ပေါ့အဓိပ္ပာယ်က fiction ဆိုကျွန်တော်တို့စိတ်ကူးရင်ဆန်တဲ့စာအုပ်တွေကိုပြောတာနော်ကျွန်တော်စိတ်ကူးရင်ဆန်တဲ့စာအုပ်တွေအပြင်နဲ့အခြားစာအုပ်တွေဖတ်ရတာကိုလည်းငါသဘောကျပါတယ်ကြိုက်ပါတယ်တဲ့ဒီမှာကျတော့ကျွန်တော်တို့ general ဒီရေပူရဆန်ဆန်ပြောလိုက်တာအဲ့ကြောင့်ကျွန်တော်တို့ article တွေမပါတော့နော်ကျွန်တော်ရှင်းမပြောခဲ့တယ်ကျွန်တော်တို့ရေတွက်လို့ရတဲ့ plural countable noun တွေသုံးမယ်ဆိုရင် article တွေပါတာရှိတယ်တွေမပါတာရှိတယ်လို့ပြောခဲ့တယ်လေဒီမှာဥပမာလေးနဲ့ဆိုရှင်းသွားတာပေါ့ article တွေပါရင်တော့တိကျမှုရှိတာပေါ့ okay nowဥပမာ she gave me other help during my project သူမကငါ့ကိုပေါ့နော်ငါရဲ့ဒီ project လုပ်နေတဲ့ကာလအတွင်းမှာပေါ့နော်အခြားအကူအညီတွေငါ့ကိုပေးခဲ့ပါတယ်တဲ့ဒီမှာကျကျွန်တော် help လေးကျွန်တော်တို့ uncountable ရေးတွက်လို့မရအောင်နော်ဒါကြတော့ကျွန်တော်တို့ uncountable ရေးတွက်လို့မရတဲ့ noun နဲ့ကျွန်တော်တို့တွဲသုံးသွားတာ okay ကျွန်တော်ဒီမှာသူ့ရဲ့ပုံစံ3မျိုးကိုကျွန်တော်ဥပမာလေးနဲ့ဒီကတခြားလေးရှင်းပြပေးခဲ့ပါတယ်နော်အဲ့တော့ဒီနားလေးမှာကျွန်တော်တို့ဘာလေးရှိလဲဆိုတော့ဒီမှာကျွန်တော်တို့ another မှာကျွန်တော်သူကဒီ singular countable noun မှာသုံးတယ်ဟုတ်တယ်နော် anotherဒီမှာကျွန်တော် other မှာလဲကျွန်တော်တို့ဒီမှာ singular countable noun နဲ့သုံးတယ်ဘာကွာလဲအဲ့ဒီဟာလေးကိုကျွန်တော်ထပ်ရှင်းပြပေးပါဦးမယ်နော်ဟုတ်ပြီကျွန်တော်တို့ပေါ့နော်မှတ်ချက်လေးအနေနဲ့ကျွန်တော်တို့ဒီမှာ another နဲ့ other မှာပေါ့နော်ကျွန်တော်တို့နှစ်ခုလုံးအသုံးမှာပါတဲ့ singular countable noun နော်ကျွန်တော်တို့အမှ singular countable noun another ကလည်းကျွန်တော်တို့ singular countable noun ရေးတွက်လို့ရတဲ့တစ်ခုခဲအနေနဲ့သုံးလို့ရတယ်နောက်ဒီ other ကလည်းကျွန်တော်တို့ singular countable noun ရေးတွက်လို့ရတဲ့တစ်ခုခဲမှာသုံးလို့ရတယ်လို့ပြောခဲ့တယ်အဲ့တော့အဲ့နှစ်ခုကဘယ်လိုကွာမလဲအဲ့တော့ဥပမာနဲ့ကျွန်တော်ရှင်းပြမယ်ဒီမှာ another pen the other pen နော်ကျွန်တော် pen ကိုကျွန်တော်တို့ဥပမာနဲ့ယူလိုက်မယ်နော်တခြားဖောက်တိတ်တစ်ခုဒါကြလည်းတခြားဖောက်တယ် okay ဘယ်လိုကွာမလဲသူကကျွန်တော်တို့ another pen ကကြတော့ကျွန်တော်တို့ not specific တိကျမှုမရှိဘူးနော်မတိကျဘူးရတယ်တခြားအရာတစ်ခုလိုပဲသူကပြောတာဒီမှာကျွန်တော်ဒီ other pen တို့သုံးလိုက်ပြီဆိုလို့ရှိရင်တော့သူက specific တိကျမှုရှိသွားပြီပြောတဲ့သူရောနားထောင်တဲ့သူရောဆိုတော့ဒီအကြောင်းကိုအဲ့ဒီဘောပင်အကြောင်းကိုပြောနေတဲ့ဟာတွေကိုနှစ်ယောက်လုံးကသိတယ်ဒါပေမဲ့ဆိုလို့ရှိရင်တိကျမှုရှိတယ်အဲ့ဒီဘောပင်ကအဲ့ဒီဖောင်တင်ရပေါ့နော် okay အဲ့တော့ကျွန်တော်ဥပမာဆိုလို့ရှိရင်ဒီမှာကျွန်တော်ဒီ another အတွက်ဥပမာဆိုလို့ရှိရင် the pen isn't working ဒီဖောင်တင်ကကျွန်တော်အလုံးမဖြစ်တော့ဘူးလုံးမလုံးတော့ဘူးပေါ့ပြတ်နေတဲ့ပုံစံပေါ့နော် I need another pen ငါတခြားဖောင်တင်တစ်ချောင်းလိုချင်တယ်တဲ့တော့ဘယ်ဖောင်တင်နေတခြားဖောင်တင်တစ်ချောင်းဖြစ်ပြီးတာပဲနော်ဒါကြကျွန်တော်တို့ not specific ပေါ့တိကျမှုမရှိဘူးတခြားဖောင်တင်တစ်ခုဖြစ်ပြီးတာပဲ an additional one ပေါ့တခြားတစ်ခုပြောလိုက်တာဒီမှာကျတော့ specific ဒီ other pen လို့သုံးလိုက်ရင် specific တိကျမှုရှိသွားပြီနှစ်ဦးနှစ်ဖက်လုံးပြောတဲ့သူရောနားထောင်တဲ့သူရောအကုန်သိတယ်ဖောင်တင်တဲ့အောင်ဆိုလိုတာမဟုတ်တော့ဘူးတိကျမှုရှိသွားပြီဥပမာအနေနဲ့ဆိုလို့ရှိရင် I have two pens ငါမှာဖောင်တင်တစ်ချောင်းရှိတယ် one is black တစ်ချောင်းကတော့အနက်ရောင်ပါ the other pen is blue တစ်ခြားဖောင်တင်ကတော့အပြာရောင်ပါတဲ့ဒီမှာအပြာရောင်ဖောင်တင်ကိုပြောတာဖောင်တင်တဲ့အောင်ဆိုလိုတာမဟုတ်ဘူးသူ့လက်ထဲမှာရှိတဲ့ဖောင်တင်တစ်ချောင်းနဲ့တစ်ချောင်းကိုဆိုလိုတာဒီမှာ the other pen ကကြာ okay ရှင်းသွားပြီထင်ပါတယ်နော်ကျွန်တော် another နဲ့တွဲသုံးမယ်ဆိုကြတော့သူက not specific အရင်တိကျမှုမရှိဘူးမတိကျဘူးလို့ပြောလို့ရတယ် article တွေလေးပါလိုက်ပြီဆိုလို့ရှိရင်ကြတော့ specific တိကျမှုရှိသွားပြီပေါ့နှစ်ခုလုံးကတော့ကျွန်တော်တို့ singular countable noun မှာအသုံးပြုတယ်ပေါ့နော်ဒါကကျွန်တော်တို့ another နဲ့ other နဲ့ရကျွန်တော်ကအသုံးပြုချက်လေးတွေကိုရှင်းပြပေးခဲ့တာဖြစ်ပါတယ်ရှင့်အားလုံးပဲရှင်းသွားပြီလို့ထင်ပါတယ်နော်ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင့်